ဒါကတော့ Motorola Engineer ဘဝကနေရဟန်းပေါင်းသို့ဝင်ရောက်သွားတဲ့ဆရာတော် Venerable ပနာကရအရှင်ပညာကရရဲ့စိတ်လှုပ်ရှားဖွယ်ရာငယ်ဘဝဇာတ်ကြောင်းလေးပါ BNN မိသားစုကနေမွေးဖွားပြီးအမေရိကန်နိုင်ငံမှာကြီးပြင်းခဲ့တဲ့သူဟာထပ်မြက်ပြီးရီမန်းချက်ကြီးမားတဲ့လူငယ်တယောက်လှုပ်ဆောင်တင်တဲ့အရာမှန်သမျှကိုအကောင်းဆုံးလှုပ်ဆောင်နိုင်ခဲ့သူပါတက်ဆက်အာလင်တန်တက္ကသိုလ်မှာပညာသင်ကြားခဲ့ပြီးအင်ဂျင်နီယာဘွဲ့ကိုရယူခဲ့ပါတယ်ထိပ်တန်းနီးပညာကုမ္ပဏီကြီးထက်တဲ့ Motorola မှာဂုဏ်သိက္ခာရှိတဲ့အင်ဂျင်နီယာအလုပ်ကိုရရှိခဲ့ပါတယ်သူ့မှာယာဒူးရှိတယ်ရုံးခန်းရှိတယ်လစာကောင်းကောင်းရတယ်ပတ်ဝန်းကျင်ရဲ့အတိမတ်ဖို့ကိုလည်းရရှိထားသူပါကားကောင်းကောင်းအိယာအေအေနဲ့နောက်ဆုံးပေါ်နီးပညာတွေကြားမှာပျော်ရွှင်မှုကိုရှာဖွေနေကြတဲ့ခေတ်သစ်လောကကြီးရဲ့စံနှုန်းတွေအရသူဟာအောင်မြင်သူတစ်ယောက်ပါဒါပေမဲ့ကုမ္ပဏီရဲ့တက်တောင့်တက်တာရှိတဲ့အခန်းထဲမှာထိုင်နေရင်သူတစ်ခုကိုသဘောပေါက်လာပါတယ်သူဟာစက်ပစ္စည်းတွေအတွက်ဖြည့်ရှင်းချက်တွေကိုအင်ဂျင်နီယာပညာနဲ့ဖြည့်ရှင်းပေးနေပေမဲ့သူ့ရဲ့နှလုံးသားကတော့ရုပ်ဝတ္ထုလောကမှာရှာမတွေ့နိုင်တဲ့ငြင်းချမှုတစ်ခုကိုတောင်းတနေကြတာပါအဲ့ဒါနဲ့သူကအရာရာကိုစွန့်လွတ်ပါတော့တယ်ဘဝမှာရှုံနေလို့ဘာသာရေးကိုခိုးလုံတာမျိုးကတာမန်ပါပဲဒါပေမဲ့အောင်မြင်မှုတွေအားလုံးကိုလက်ဝဲပိုင်ဆိုင်ထားပြီးမှအဲ့ဒီအရာတွေကအချီးနှီးနဲ့လူပြည်မြင်သွားတာကတော့တကယ်ကိုထူးခြားပါတယ်အရှင်ပညာကရဟာသူ Motorola ကနေနှုတ်ထွက်ခဲ့တယ်တက်တောင့်တက်တာရှိတဲ့လူနေမှုကိုစွန့်လွတ်ခဲ့တယ်ဝစ်စုံတွေကိုချွတ်တီးဖန်ထုတ်တင်ငန်းကိုလဲလှယ်ဝေအောင်ခဲ့ပါတယ်အဲ့ဒီနောက်ရှေးဟောင်းထေရဝါဒဗုဒ္ဓဘာသာအဆုံးအမတွေကိုလေ့လာဖို့မြန်မာနိုင်ငံသို့ကြွားရောက်ခဲ့ပါတယ်ဒူတင်ဆိုတဲ့အချစ်အမြတ်ကိုလည်းကျင့်ကြံခဲ့ပါတယ်ဒါကြောင့်ဒီနေ့ခေတ်မှာဆရာတော်ကိုဒီလိုတွေ့မြင်နိုင်တာဖြစ်ပါတယ်အမေရိကန်ရဲ့အေးဆက်တဲ့လမ်းမတွေပေါ်မှာခြေပလားနဲ့လမ်းရှောင်နေမယ်မိုးမတန်မီတနေ့ကနက်ပဲဖုန်ပေးမယ်ခက်ခဲကြမ်းထားတဲ့မြေပြင်ပေါ်မှာတဲလေးနဲ့အိတ်ဆက်မယ်အေးထန်အပူထန်တွေကိုဒီခံပြီးကျင့်ကြံမယ်အပြင်လူတွေအတွက်ဒါဟာဒုက္ခခံနေတာလို့ထင်အပ်ပြီးမြဲဆရာတော်အတွက်ဒါဟာလွတ်မြောက်မှုပါပဲဆရာတော်လက်ကင်ထားတဲ့အမှန်တရားကတော့နာကျင်မှုကရှောင်လွဲလို့ညပြီးမြဲဆဲရပင်ပန်းမှုဆိုတာကမိမိရွေးချယ်မှုဒါဖြစ်တယ်လို့ပါမိုင်းတထောက်200ခီငင်းချမ်းရေးလမ်းလျှောက်ခြင်းကိုလက်ရှိမှာဆရာတော်ကသမိုင်းဝေခီးရှည်ကြီးကိုဥဆောင်နေပါတယ်သက်ဆက်ပြည်နယ် Fort Worth မှာ Washington DC အထိမိုင်ပေါင်း2300ကိုလမ်းလျှောက်နေတာပါဆရာတော်ဟာစန္ဒပြောဖို့လမ်းလျှောက်တာမဟုတ်ဘူးကြွေးကြော်ထန်အော်ဟစ်ဖို့လည်းလမ်းလျှောက်တာမဟုတ်ဘူးငင်းချမ်းမှုကိုကိုယ်တိုင်လက်တွေ့ပြဖို့လမ်းလျှောက်နေတာဖြစ်ပါတယ်မိုးရွာရွာနှင်းကြကြလန်ခီဘလန့်ခက်ခဲချမ်းထန်ညီးတူချင်းမရှိဘူးလမ်းလျှောက်နေတဲ့ဆရာတော်တန်းကအကုန်လုံးကိုစွန့်လွတ်ခြင်းကရတဲ့ငင်းချမ်းမှုကိုအတိုင်းအတာမြင်တွေ့နိုင်ပါတယ်အလောကဆိုတဲ့သူ့ခွေးလေးကလည်းအတူလိုက်ခဲပါသေးတယ်အလောကဆိုတာဆရာတော်အိန္ဒိယနဲ့နီပေါနိုင်ငံတွေကိုခြေလျင်ခီကြွချီစဉ်လမ်းပြီးမှတေးလိုမျောပါဖီနေတဲ့ခွေးလေးတကောင်ကိုတွေ့ရှိခဲ့ပါတယ်တခြားသူတွေကြောသွားကြပြီမဲ့ဆရာတော်ကရက်တန်ပြီးအဲ့ဒီအသက်ကိုကဲ့တင်ခဲ့ပါတယ်ဆရာတော်ကအဲ့ဒီခွေးကိုပြုစုစောင့်ရှောက်ပြီးအလောကလို့အမည်ပေးခဲ့ပါတယ်အခုဆိုရင်အလောကဟာအမေရိကန်လမ်းမတွေပေါ်မှာဆရာတော်နဲ့အတူလိုက်ပါလမ်းလျှောက်နေတဲ့တစ္ဆာရေးနဲ့မေတ္တာတရားရဲ့ပြရွတ်တာတစ်ခုဖြစ်နေပါပြီအရှင်ပညာကရရဲ့ဘဝဟာကျွန်ုပ်တို့အားတို့အတမှန်တချက်ပါဆရာတော်ဟာကျွန်ုပ်တို့လိုပဲရုပ်ဝတ္ထုတွေဂုဏ်တွေအားလေးထားတဲ့လောကကြီးမှာကြီးပြင်းခဲ့တာပါဒါပေမဲ့ဆရာတော်ကဒါပဲလားဆိုတဲ့မေးခွန်းကိုရဲရဲဝံ့ဝံ့မေးခဲ့ပါတယ်ဆရာတော်ရဲ့ရည်ရွယ်ချက်ကလူတွေကိုဘာသာပြောင်းဖို့မဟုတ်ဘူးလူတွေကိုငြိမ်းချမ်းမှုစီကိုလိုင်းညွန်ပေးဖို့ပါချမ်းသာဖို့Motorolaလက်ဆောင်တွေမလိုဘူးရှေ့ဆက်ဖို့ဈေးလုံးခါကားတွေမလိုဘူးကိုယ်စိတ်ကိုထိန်းချုပ်နိုင်ဖို့လိုတယ်ကိုယ်နှလုံးသားကိုဖွင့်ဟသူလိုတယ်ငြိမ်းချမ်းမှုဟာတင့်ကိုယ်တိုင်ကနေစတင်ပါတယ်ကျွန်ုပ်တို့အလိုဆုံးစားတဲ့အရာတွေကိုစွန့်လွတ်ပြီးကျွန်ုပ်တို့တကယ်လိုအပ်နေတဲ့အရာကိုရှာဖွေတွေ့ရှိသွားတဲ့ဆရာတော်ရဲ့ဇာတ်ကြောင်းကိုမျှဝေခြင်းဖြင့်ဂုဏ်ပြုလိုက်ကြပါစို့